ကဖျာရမှာကြက်ပြီးတော့တောက်ချာဖျာရတော့ဖျာများနေရတဲ့တောက်ချာသားသမီးတွေကရေဘူးကပြောမလို့ကိုလှုပ်တဲ့လောက်အကျိုးတွေမခံစားတော့ဘူးပေါ့နော်ဖျာများမယ်ကိုဖြစ်ချင်တဲ့လောက်ကိုလှုပ်တယ်တိုးတော့လေအကျိုးခံစားခွင့်မရတော့ဘူးတောက်ချာသားသမီးတွေကတိုးတော့လေဘယ်ဂျိုးမှာရောက်တဲ့တောက်ချာသားသမီးတွေဒါလေးကိုပိုင်မယ်နော်တောက်ချာသားသမီးအားလုံးကိုမဆိုးလို့ပါဆိုတော့တောက်ချာသားသမီးတွေကတောက်ချာဂျိုးမှာရောက်နေတဲ့တောက်ချာသားသမီးတွေကံညံ့ပါတယ်ဆိုတော့ဘာကံလေးညံ့တာလဲတစ်ကိုဘာလို့လွယ်နေတတ်တယ်ကိုကမှန်တယ်လို့ထင်တဲ့အလုပ်ကလွယ်နေတတ်တယ်မှန်တော့အစကတည်းကမမှန်တာကိုကမှန်တယ်ထင်လို့လုပ်တာပေါ့နော်ဒါဥစ္စာတို့ကဘာသာရေးစကားနဲ့ပြောမောဟဆိုတဲ့တရားတို့အမှားကိုအမှန်ထင်တတ်တယ်အမှန်ကိုအမှားထင်တတ်တယ်တောက်ချာသားသမီးတွေကတောက်ချာချိုးမှာရောက်နေတဲ့သူတွေကအဲ့လိုအမှားအမှန်တွေပြောင်းပြန်ပြီးတော့လုပ်တဲ့အခါမှာမှားယွင်းမှုတွေဖြစ်တတ်တယ်ဆုံးရှုံးမှုတွေဖြစ်တတ်တယ်ပေါ့တစ်ချက်ပြီးရင်အလုတ်ကံညံ့တယ်အလုတ်ဒီမှာပြဿနာပေါ်တတ်တယ်အလုတ်ဒီပြုတ်တတ်တယ်အလုတ်ဒီပြောင်းတတ်တယ်မပြုတ်ရင်ကိုကပြောင်းတယ်ပြောင်းတော့အလုတ်ကဂျားထဲမှာပြုတ်သွားတတ်တယ်အားကြောင့်မို့ကိုမိသားစုတွေရန်ပေါ်တတ်တယ်ဆိုတော့အမို့တောက်ချာသားသမီးတွေတောက်ချာချိုးမှာရောက်နေရင်ဂရုစိုက်မယ်ကိုခံလေးတွေကောက်အောင်လိုအပ်တဲ့ရေတွေကအစီမံလေးတွေစောင့်ရထားဖို့လိုအပ်တယ်ပြီးရင်အင်္ဂါချိုးမှာရောက်နေတဲ့တောက်ချာသားသမီးတွေဗုဒ္ဓဝုချိုးမှာရောက်နေတဲ့တောက်ချာသားသမီးတွေကန့်ညံ့နေပေါ့ဆိုတော့ဘာညံ့တယ်ကိုဘာလို့ကိုလုံးတဲ့လောက်ကိုအရာမတင်ဖြစ်နေတတ်တယ်ကိုကတော့လုံနေပေမဲ့အိမ်မက်ထက်မှာပြေးရတယ်လို့ရှေ့မရောက်နော်ဒါတောက်ချာသားသမီးတွေကအဲ့ဒီတောက်ချာအင်္ဂါချိုးရောက်တဲ့တောက်ချာသားသမီးတွေဗုဒ္ဓဝုချိုးမှာရောက်တောက်ချာသားသမီးတွေအမျိုးသားလေးဆိုနည်းနည်းကြည့်စားအိမ်အောင်ရေးနဲ့ပတ်သက်နေဗျာများနေရတတ်တယ်ဒါတိထားမနော်အမျိုးသမီးတွေအိမ်အောင်ရေးအစင်မပြေတယ်လို့အမျိုးသားတွေလည်းအိမ်အောင်ရေးအစင်မပြေတတ်ဘူးနော်အင်္ဂါချိုးမှာရောက်တဲ့တောက်ချာသားသမီးယောက်ျားမိန်းမဗုဒ္ဓဝုချိုးမှာရောက်တဲ့တောက်ချာသားသမီးယောက်ျားမိန်းမအိမ်အောင်ရေးလေးတွေနဲ့ပတ်သက်ရင်လည်းအစင်မပြေမှုတွေရောက်တတ်တယ်ကံနဲ့ညက်နဲ့ငွေကံတွေညက်တတ်တယ်ငွေတွေဆုံးရှုံးတတ်တယ်နော်ရရှိခြင်းတဲ့အလကားနေရင်အာမတ်ခံတော်ရောရတတ်ဆက်ရတတ်တယ်နော်အားကြောင့်မို့အင်္ဂါချိုးမှာရောက်တဲ့တောက်ချာသားသမီးတွေကငွေကြီးဆိုင်ရာဂရုစိုက်မယ်ကားနဲ့ဆက်သက်တဲ့လုပ်ငန်းတွေဂရုစိုက်မယ်ဆုံးရှုံးတတ်တဲ့ရန်ပေါ်တတ်တယ်ဒါအင်္ဂါချိုးမှာရောက်တဲ့တောက်ချာသားသမီးရာဟုချိုးမှာတောက်ချာသမီးပြီးရင်ကြာစာပရိချိုးမှာရောက်နေတဲ့တောက်ချာသားသမီးတွေကံညံ့တယ်နော်ကြာစာပရိချိုးရောက်တဲ့တောက်ချာသမီးတွေကဘာလို့လိုက်ကြမလဲလွယ်နေတတ်တာဟုတ်လေအဲ့တော့ဒီတောက်ချာသားသမီးတွေကဆရာခုပြောခဲ့တဲ့တောက်ချာချိုးမှာရောက်တဲ့တောက်ချာသားသမီးတွေအင်္ဂါဗုဒ္ဓဝုချိုးမှာရောက်တဲ့သမီးတွေကြာစာပရိချိုးမှာရောက်တဲ့တောက်ချာသားသမီးတွေကတော့ကံညံ့တဲ့အတွက်ဒီနှစ်1988ခုနှစ်မှာတော့ဘာပဲလို့တေးသေးချာချာကျူးဆိုင်လုပ်ကံဖို့လိုရတယ်သူ့မှာတာလင်းကိုလုတ်တာလေးကတက်တက်မတ်မတ်ဖြစ်မယ်ဒါကတက်ရှိအပိုင်းကိုပြောတာပေါ့တက်မဲ့အပိုင်းဆိုလို့ရှိရင်ခီးသွားလုပ်ငန်းတွေပေါ့နော်တောက်ချာတယူပို့ဆောင်ရေးလုပ်ငန်းတွေတယူပို့ဆောင်ရေးအကြောင်းကိုလုတ်တဲ့လောက်အရာမထင်ဘူးဆုံးရှုံးမှုတွေပေါ်တတ်တယ်ကိုလုတ်တဲ့လောက်အရာမထင်တာတွေဖြစ်တတ်တယ်အဓိကတော့တယူပို့ဆောင်ရေးလုပ်ငန်းတွေပြီးရင်စားတောက်ကုန်နဲ့ဆက်သက်တဲ့လုပ်ငန်းတွေပေါ့နော်စားတောက်ဆိုင်နဲ့ပတ်သက်တဲ့လုပ်ငန်းတွေဒီနေ့အားနည်းနေပေါ့တောက်ချာသားသမီးကအားကြောင့်မို့ဒီဂျိုးတဲ့ကိုကရောက်နေတယ်ကိုကဒီလုပ်ငန်းတွေလည်းလုပ်နေတယ်ဆိုရင်တော့ပို့ပြီးတော့ခရီးဆိုင်ရမယ်